Welcome to A Dose of Ngay. Hello ဒီနေ့တော့ဒီငယ်က black pepper crab ချက်စားပါမယ်ပုံမှန်အားဖြင့်တော့ကနန်းကိုအရင်ကြော်ပြီးတော့ပဲဖြစ်ဖြစ်ပေါင်းပြီးတော့ပဲဖြစ်ဖြစ်ချက်ကြပါတယ်ဒီငယ်ကတော့ဒီနေ့အစိမ်းကိုပဲချက်ပါမယ်ဒါကတော့ကနန်းအစိမ်း1 kg ကိုတန့်ရှည်လုပ်ထားတာပါနောက်ကြုံမှပဲကနန်းတန့်ရှည်လုပ်တာလေးကိုဒီချာရိုက်ပြပေးပါမယ်ဒါကတော့ပါဝင်ပစ္စည်းတွေပါစက်တော်နီပပထိထားပါတယ်ထောဘတ်ပါပါတယ်စီပါပါတယ်စက်တော်ယူလည်းလုံးစင်ထားပါတယ်ဒါကတော့ပြင်းတော်သိမ်းမှာစီတက်ရွက်ပေါ့နော်ကော်မှုတ်မှာခယူးစီကြားစက်သားမှုတ်ပဲငညားရဲ့အနောက်ဒါတော့ဒီ dish မင်းသားပေါ့နော်ငရုတ်ကောင်းသူ့ကို quality ကောင်းတာလေးသုံးထားတယ်ရုပ်ဒီစိမ်းကတော့အနံ့ပါတယ်ဆိုရင်လေးပဲထည့်ပါမယ်အရင်ဆုံးစက်သွန်ဖြူနီကိုစီတက်ပေးပါတယ်ထောဘတ်ထည့်ပါတယ်ထောဘတ်ကိုပျော်သွားတဲ့အထိချက်ပေးပါတယ်ထောဘတ်ပျော်သွားပြီးတော့စက်သွန်နီလေးနီလာပြီဆိုလို့ရှိရင်ငရုတ်ကောင်းထည့်မယ်စက်သားမှုတ်ကြားထည့်ပါမယ်ခီးစီပဲညံ့ညားရဲ့အနောက်ရှိတာရင်ထည့်ပါမယ်ပြီးရင်အားလုံးကိုအနက်နဲ့မှုေးပြီးတော့ချက်သွားတဲ့အထိချက်ထားပေးပါမယ်မြုပ်ပြီးစိမ်းထည့်ပါတယ်ကျင်းတော်သိမ်းလည်းထည့်ပါတယ်ပြီးရင်ရေထည့်ပြီးတော့ကနန်းလည်းထည့်လိုက်ပါတယ်ရေလေးပွက်လာပြီဆိုလို့ရှိရင်အဖုံးအုပ်ပြီးတော့တည်ထားပါတယ်ကနန်းချက်ပြီးဆိုလို့ရှိရင်ကော်မုံကိုရေဖြော်ပြီးတော့ထည့်ပါမယ်ဒီကလေကနန်းကိုထုပြီးတော့ချက်တာမကြိုက်ဘူးဘာလို့ဆိုအဲ့ကနန်းအခွန်စလေးစားလို့ရှိရင်ပါလာတော့မကြိုက်ဘူးပေါ့လေအဲ့တော့အားလုံးချက်သွားတော့မှစားခံနေကြတော့မှပဲထုပြီးတော့စားပါမယ်ဆိုတော့ကော်ရည်လေးထည့်လိုက်ပြီးတော့ခဏထပ်ချက်ထားရင်တော့ရပါပြီရှင် black pepper crab ပါဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ like and subscribe လုပ်သွားပေးပါရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်Ta-ta!